မင်္ဂလာပါဗျာကျွန်တော်ရဲ့စိန်တူတီ channel လေးကနေပြီးတော့မင်္ဂလာပေါင်းနဲ့ပြည့်စုံတာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မနေ့ကအင်္ဂါနေ့က9နဲ့နီးလိုက်ကလေးထုတ်ပေးခဲ့တဲ့နေရာမှာ3ပိုင်5ပိုင်ကိုစော့ခဲ့ကြပါတယ်အဲ့ဒီရေမှာကျွန်တော်တို့ကဒီနေ့မနက်ခင်းပိုင်းမှာရင်3ဆိုပြီးတော့အောင်မြင်သွားခဲ့ရဖြစ်ပါတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်ညီမလေးတယောက်ကဆိုလို့ရှိရင်ဒီနေ့လိုက်ကလေးနဲ့3000နဲ့ကျွန်တော်ရဲ့ share base ကလေးကိုတွဲဆော့လိုက်တဲ့အခါမှာ2000ဝယ်ဖို့ဆိုလက်အောင်မြင်မှုကိုရရှိသွားမှာဖြစ်ပါတယ်ဒီမှာလေး2000ပဲဖို့ရသွားပါဗျာကဲလာမယ့်မိနစ်ဖန်ဗုဒ္ဓဟူးနေ့17ရက်နေ့အတွက်ကိုကျွန်တော်နေ့တိုင်းလက်ဆောင်လေးပြောပေးသွားပါမယ်17ရက်နေ့ဗုဒ္ဓဟူးနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့က3ညပိုင်း4ပိုင်းကိုစော့ကြပါမယ်အဲ့ဒီထဲမှာမျိုးတွေအတွက်တင်ခွက်က3ည4 3ည5 4 5 2 4 2 5ကိုတင်ခွက်အနေနဲ့ကျွန်တော်ရွေးထုတ်ပေးထားပါတယ်ကျွန်တော်ရဲ့ Telegram ဖုန်းနံပါတ်နဲ့ Viber ဖုန်းနံပါတ်ကိုမေးနေကြတဲ့မျိုးတွေအတွက်က39969118နဲ့ပါ Telegram ရော Viber ရောဖုန်းနံပါတ်တွေအတူတူပဲဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ Viber channel လေးဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော် Telegram channel လေးမလွဲအောင်လို့ကျွန်တော်ပုံလေးပါထုတ်ပြီးတော့ပြပေးထားပါတယ်ကဲအားဆိုရင်မနေ့က17ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်မှာလည်းကျွန်တော်တို့ဒီလက်ဆောင်လေးတိုက်တွေနဲ့အမျက်ငွေရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးသွားလို့ရပါတယ်ကျွန်တော်မျိုးရဲ့စိတ်မှာ